လေးတွေရဲ့ဖြစ်လာမှုရဲ့ပထမဆုံးအားလီ1000ဒီပထမဆုံးရက်တစ်ထောင်ရက်တစ်ထောင်ထဲမှာဆိုလို့ရှိရင်ဒီမေမေတို့တွေကိုဝင်စရှိတဲ့ချိန်ကနေစပြီးတော့မှပေါ့နော်ဒီကလေးတွေရဲ့သူ့ဘဝတစ်လျှောက်လုံးအတွက်အရေးပါတယ်ဒီဖွံ့ဖြိုးမှုတွေအာဟာရတွေဒီရရှိမဲ့ဟာတွေကကြတော့ဒီရက်တစ်ထောင်ထဲမှာဆိုလို့ရှိရင်မေမေတို့တွေကိုဝင်စရှိခဲ့တဲ့ဟာပါပါတယ်အဲ့တော့မေမေတွေကကြောင့်ကိုဝင်စရှိခဲ့တဲ့ဟာပေါ့နော်တေချာလေးကိုယ့်ရဲ့ဒိုင်းရဲ့အစားအစာတွေကို view ဆိုင်ရမယ်အစားအစာကို view ဆိုင်ရမယ်ထင်ပါ balance ဖြစ်ဖို့လည်းလိုအပ်တယ်ပေါ့နော်အရန်ဒီလဲ restriction ပေါ့အရန်ဒီမစားမတောက်ဖဲနဲ့လဲ limit လုပ်เสียရလဲမလို့တလို့မလိုအပ်တဲ့ဟာတွေပေါ့ trans fat တွေ saturated fat တွေကိုလည်းအများကြီးစားသုံးလို့မရဘူးအဲ့တော့ရှောင်ကြဉ်ရမယ့်စားကြတွေလည်းရှိတယ်လို့ရှောင်စရာမလိုဘဲနဲ့ပေါ့နော်သူ့ဘာသာသူ moderation အသင့်အတင့်စားသုံးပေးလို့ရှိရင်လည်းကလေးအတွက်ကမေမေအတွက်ပါအာဟာရပိုရှိအစားအစာတွေလည်းရှိပါတယ်အဲ့တော့မေမေတို့အနေနဲ့ဆိုရင်ကိုဝင်ဆောင်ချိန်မှာဘယ်လိုမျိုးစားတောက်ရမလဲဆိုတာကိုဒီပေါ့ trimester 3ခုပေါ့နော် trimester 3ခုလိုက်6လလုံးမှာဘယ်လိုစားတောက်ရမလဲဆိုတာလေးကိုဒေါက်တာကိုယ်တိုင်ဖွင့်ထားတယ်ကိုဝင်ဆောင်မေမေတို့နဲ့နှုတ်တိုက်ချင်းသင်တန်းမှာဆိုလို့ရှိရင်သင်ထားပေးပါတယ်အဲ့တော့ကိုဝင်ဆောင်မေမေတို့အတွက်ဆိုရင်တော်တော်များများကနောက်ဆုံးသက် trimester မှာဆိုရင်ပေါ့နော်စားတောက်ရမယ့်ပုံစံတွေနောက်ပြီးတော့ကြိုတင်ပြင်ဆင်ထားမယ့်ဟာတွေပေါ့ဘာပြင်ဆင်ထားမလဲဆိုဒီခုခေတ်မေမေတော်တော်များတော့ဒေါက်တာတို့စီမှာတော့ခွဲမွေးကြတာပဲများတဲ့ခါကျတော့ကျန်တဲ့ဟာတော့ပြင်ဆင်ရှိစရာမလိုပေါ့နော်အဓိကနှုတ်တိုက်တာကိုပြင်ရမှာပေါ့အဲ့တော့ကိုဝင်ဆောင်မေမေတို့အနေနဲ့အဓိကအရေးကြီးတာကနှုတ်တိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒေါက်တာကကိုဝင်ဆောင်မေမေတို့အာဟာရသင်တန်းထဲမှာဆိုလို့ရှိရင်လည်းနှုတ်တိုက်တဲ့ဟာကိုပါထည့်ပြီးတော့မှသင်ကြားပေးထားပါတယ်အဲ့တော့မေမေတို့အနေနဲ့ကနှုတ်ဦးရေဘယ်လိုခံရမလဲနောက်ပြီးတော့ဒီပေါ့ပန်ပင်လုပ်ဖို့ဆက်တွေနောက်ပြီးရင်ဘရာတွေအားစေးတွေဘယ်လိုတွေဝယ်ထားရမလဲပေါ့နော်ဒါတွေကိုကြိုတင်ပြီးတော့မှလုပ်ထားမှသာလျှင်ဒီအသိပညာရဲ့ကြိုရှိတော့မှသာလျှင်ကလေးကတကယ်မွေးလာတဲ့ခါမှာဆိုရင်နှုတ်တိုက်တဲ့ခါမှာအဆင်ပြေမှာဖြစ်တယ်အဲ့လိုမျိုးကြိုပြီးလေးလာထားတော့မှပဲပေါ့နော်မွေးပြီးတဲ့ခါကျတော့မှ2 နာရီချက်တစ်ခါနှုတ်တိုက်နေရတာအေးရေးပြတ်တာကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းပင်ပန်းထားတယ်ပေါ့နော်ဒါကလူတစ်ယောက်ကိုကလေဒီဘိုက်ကြီးကိုခွဲပြီးတော့ကလေးတစ်ယောက်လုံးထုတ်ထားတာဒါကလေးအမေတွေမလို့သာလေပေါ့နော်ဒါတော်တော်လေးကိုပဲခံနိုင်ရင်ရှိရတဲ့ထဲမှာပါပေါ့ကိုသားသမီးဆိုတဲ့အတိကြောင်မလို့ပေါ့နော်ဒီလိုမျိုးကြီးဘိုက်ကြီးကိုခွဲပြီးတော့မွေးထားတာရိုးရိုးစာကြူရီပေါ့ဥမာထားပါတော့ဘိုက်ကိုဟက်တက်ကြီးခွဲပြီးမွေးထားဆိုတော်တော်ကြီးတဲ့စာကြူရီထဲမှာပါတယ်ပေါ့နော်အဲ့လိုကြီးမွေးထားတာတခြားလူနာသားဆိုလို့ရှိရင်ဒီပေါ့အကြိုက်ခဲပျောက်ဆေးတွေဒီဆေးတွေတောက်ပြီးတော့မှပေါ့နော်တစ်ချိန်လုံးအနားယူနေရတာပေါ့နော်ဒီမေမေတွေအနေနဲ့ဆိုလို့ရှိရင်ကြတော့ဒီလိုမျိုးအနားယူဖို့အချိန်မရပါဘူးချက်ချင်းကလေးကိုနှိုးတိုက်ရတယ်ကိုယ့်ရဲ့ပေါ့နော်ဒီလှုပ်ရှားရှိတာတွေလုပ်ရတဲ့အတွက်ကြောင့်မလို့မေမေအနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့နှိုးထွက်ဖို့အတွက်ဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုကိုဝင်ရှိနေချိန်ဘေဘီလေးဘိုက်ထဲမှာရှိနေချိန်ကလေးကစပြီးတော့လေ့လာထားတင်ပါတယ်အဲ့တော့သင်တန်းတက်မယ်ဆိုလို့ရှိရင်တော့သင်တန်းအသေးဆိုလို့ရှိရင်ဒေါက်တာနဲ့ဆွေးနွေးခွင့်7မိနစ်ရရှိမှာဖြစ်ပြီးတော့သင်တန်းကြီးဆိုလို့ရှိရင်တော့နိုင်ဝက်ရရှိမှာဖြစ်ပါတယ်ဒီတော့သင်တန်းမှာပြန်တွေ့ကြမယ်နော်